သူမရဲ့သတိပေးမှုတွေရှိနေပေမဲ့သူမရဲ့တငယ်ချင်းတွေကဘယ်သူမှသူမကိုမယုံကြည်ကြဘူး။ Tyler နဲ့ Avery ရဲ့တည်ဆုံမှုတွေဟာဝမ်းနည်းဖွယ်တိုက်ဆိုင်မှုတွေသာဖြစ်တယ်လို့ယူဆကြတယ်။တဘာဝလုံဖြစ်ရက်တွေကိုမယုံကြည်တဲ့ Devin ကပရမကြောင့်အဖွဲ့လိုက်တဲ့ပုံကိုမီးရှို့ပြီးတက်တည်ပြဖို့ဆုံးဖြတ်လိုက်တယ်။မီးတောက်တွေက Miner ရဲ့တပ်ပုံနဲ့ရောက်လာတဲ့အခါ Miner ရဲ့လက်ကရုတ်တရက်မီးလောင်သွားပြီးလူတိုင်းအံ့အားသင့်သွားကြတယ်။သူတို့လက်ပေါ်ကမီးကိုငြိမ်းသက်ဖို့ကြိုးစားခဲ့ကြပေမဲ့ဘာမှအလုပ်မဖြစ်ဘူး။ကံကောင်းထောက်မစွာပဲဘက်ကတပ်ပုံပေါ်ကမီးတောက်တွေကိုမြ мян ငိမ့်တက်လိုက်ပြီးမီနာရဲ့လက်ပေါ်ပြန့်နှံ့နေတဲ့မီးလဲချက်ချင်းငိမ့်သွားပါတယ်။အဲ့ဒီအချိန်ကစပြီးလူတိုင်းကပိုလာရဲ့ကင်မရာဟာကျိန်စာတင်နေတယ်လို့ယုံကြည်လာကြပါတယ်။ကင်မရာနဲ့တပ်ပုံရိုက်ခံရသူတိုင်းနောက်ဆုံးမှာတေဆုံးရမှာဖြစ်ပြီးတပ်ပုံမှာထိခိုက်ဒဏ်ရာရရင်တပ်ပုံတွေကလူကိုပါထိခိုက်မှာပါ။သူမရဲ့လက်မှာမီးလောင်ဒဏ်ရာကြောင့်မီနာကိုဆေးရုံကိုပို့ဆောင်ပြီးကုသမှုခံယူစေခဲ့ပါတယ်။တခြားသူတွေကကျိန်စာတင်ကင်မရာအကြောင်းဆက်ဆွေးနွေးနေကြအိမ်မှာဒါဗင်ကသူမကိုစောင့်ကြည့်ဖို့နောက်မှာနေခဲ့ပါတယ်။ကော်နာကဘတ်ကိုဘဲကရလာတာလဲလို့မေးခဲ့ပါတယ်။ဘတ်ကဒီကင်မရာရဲ့မူလအစကိုသူမမသိကြောင်းနဲ့ဘဲကဝဲလာတယ်ဆိုတာသိတဲ့သူကတိုင်လာတူးတဲ့တာဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။ကော်နာကကင်မရာရဲ့မူလအစအကြောင်းအချက်လက်တွေရှာဖွေဖို့ဘတ်ကိုတိုင်လာရဲ့ရှေးဟောင်းပစ္စည်းဆိုင်ကိုလိုက်ပို့ပေးဖို့ကန့်လန့်ခဲ့ပါတယ်။သူတို့ရောက်လာတဲ့အခါဘတ်ကကော်နာကိုဆိုင်ထဲမှာကိုယ်တိုင်ရှာဖွေနေတော့ကားထဲမှာပဲနေဖို့ပြောခဲ့ပါတယ်။ပိုလာရိုက်ကင်မရာနဲ့တပ်ပုံမရိုက်ဖူးတဲ့အတွက်တရေကသူမကိုအန္တရာယ်မပြုနိုင်ဘူးလို့သူမယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ထဲဝင်ပြီးမကြခင်မှာပဲဘတ်ကအဆောက်အဦတစ်ခုလုံးမှာထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။ရုတ်တရက်တရေကသူမကိုတိုက်ခိုက်ခဲ့ပါတယ်။ကော်နာကအဖွဲလိုက်တဲ့ပုံကိုပို့ပြီးတေချာစွာစစ်ဆေးကြည့်တော့တငယ်ချင်းတွေရဲ့ပုံကိုရိုက်တဲ့အခါဘတ်ရဲ့မျက်နှာကိုမှန်ထဲမှာထင်ဟပ်နေတာကိုသဘောပေါက်သွားပါတယ်။အဲ့ဒီပုံရိပ်ကြောင့်ဘတ်ဟာမတိလိုက်ဖဲတပ်ပုံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပြီးကျိန်စာကသူမနောက်ကိုလိုက်လာခဲ့ပါတယ်။အန်နီယေကိုသဘောပေါက်ပြီးကော်နာနဲ့ဘတ်တို့ဟာဆေးရုံကိုချက်ချင်းပြေးသွားခဲ့ကြပါတယ်။ကားမောင်းနေတော့ဘတ်ကမီနာကိုဖုံးဆက်ပြီးတစီကအချိန်မီတိုက်ခိုက်နိုင်တာကြောင့်တယောက်တည်းမနေဖို့သတိပေးခဲ့ပါတယ်။မီနာကစကားကိုနားထောင်ပါမင်းတို့အန်နီယေကြားရောက်နေပြီโอเคလားမီနာကဒေးဗင်ကိုခေါ်ဖို့ကြိုးစားပေမဲ့အခန်းပြင်ဘက်မှာရှိနေတာကြောင့်သူမအတန်ကိုမကြားရဘူး။တရေကမီနာစီဖြည်းဖြည်းချင်းချင်းကပ်လာပြီးသူမကိုတက်ပစ်လိုက်တယ်။ခဏအကြာမှာဒေးဗစ်ကသူမရဲ့ဆေးရုံခန်းထဲကိုပြန်ရောက်တော့သူမပျောက်သွားတာကိုတွေ့လိုက်ရတယ်။သူကလာကာကိုဆွဲဖွင့်လိုက်တဲ့အခါမီနာဟာအပေါ်ကနေအသက်မဲ့စွာကျိုးဆွဲချနေတာကိုတွေ့လိုက်ရတော့ထိတ်လန့်သွားတယ်။ရဲတွေကသူမရဲ့တေဆုံးမှုအကြောင်းချက်ချင်းစုံစမ်းစစ်ဆေးကြတဲ့ဒေးဗင်ကမီနာဟာပိုလာရဲ့ကင်မရာရဲ့ကျိန်စာကြောင့်တေဆုံးသွားတယ်လို့ရှင်းပြဖို့ကြိုးစားပေမဲ့ရဲတွေကသူ့ကိုမယုံကြည်ကြဘူး။ဘတ်နဲ့ကော်နာဆေးရုံကိုရောက်လာတဲ့အခါဒေးဗင်ကမီနာရဲ့တေဆုံးမှုအတွက်ဘတ်ကိုအပြစ်တင်တဲ့ဘတ်တာပါတီပွဲမှာသူတို့ရဲ့တပ်ပုံကိုမရိုက်ခဲ့ရင်ဘယ်သူမှကျိန်စာရဲ့တားကောင်မဖြစ်နိုင်ဘူးလို့ဒေါသတကြီးညှင်းခုန်ခဲ့တယ်။ကင်မရာကျိန်စာတိုက်ခံရတယ်ဆိုတာသူမမသိလို့ဘတ်ကတောင်းပန်ရုံပဲတက်နိုင်တယ်။ကော်နာကသူမကိုနှစ်သိမ့်ဖို့အကောင်းဆုံးကြိုးစားပြီးကင်မရာရဲ့မူလအစနောက်ွယ်ကအမှန်တရားကိုဖော်ထုတ်ဖို့ကူညီပေးမယ်လို့ကတိပေးခဲ့တယ်။မင်းအဆင်ပြေရဲ့လားမဟုတ်ဘူးငါအမားပါတောင်းပန်ပါတယ်ကင်မရာ